จะเอาอันนี้ดีหาชูเมဟုတ်ကဲ့နော်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းစာထိုင်းစကားလေ့လာနေတဲ့ကျွန်တော်ညီကိုမောင်နှမများအတွက်ထိုင်းခြေခံစကားလုံးများကိုပြန်လည်ဝေမျှပေးပါမယ်ခင်ဗျာဟုတ်ကဲ့ဘလောက်လဲကိုထိုင်းလို့ထောက်ရိုင်းဘလောက်လဲထောက်ရိုင်းဘလောက်လဲဟုတ်ကဲ့နော်ဒီဘလောက်လဲဆိုတဲ့မိနစ်နဲ့အောက်ကစကားလုံးလေးနဲ့တွေ့ကြည့်ကြရအောင်နော်ဒီဟာကိုကြတော့အန်နီဆိုရင်ဒီဟာအန်နီဆိုရင်ဒီဟာအန်နီထောက်ရိုင်းဒီဟာဘလောက်လဲအန်နီထောက်ရိုင်းဒီဟာဘလောက်လဲဟုတ်ကဲ့နော်အဲ့ဒါထိုင်းလို့ဆိုရင်အဲ့ဒါကိုဘလောက်လဲနဲ့တွေ့မယ်အနန်ထောက်ရိုင်းအဲ့ဒါဘလောက်လဲအနန်ထောက်ရိုင်းအဲ့ဒါဘလောက်လဲဟုတ်ကဲ့နော်ဟိုဒါကိုကြတော့အနွန်ဆိုရင်ဟိုဒါအနွန်ထောက်ရိုင်းဟိုဒါဘလောက်လဲအနွန်ထောက်ရိုင်းဟိုဒါဘလောက်လဲဟုတ်ကဲ့နော်အကုန်လုံးပဲကိုကြတော့ထမ်းမှုဆိုရင်အကုန်လုံးပဲထမ်းမှုအကုန်လုံးပဲဟုတ်ကဲ့နော်အကုန်လုံးဘလောက်လဲဆိုရင်ထမ်းမှုထောက်ရိုင်းအကုန်လုံးဘလောက်လဲထမ်းမှုအကုန်လုံးထောက်ရိုင်းဘလောက်လဲထမ်းမှုထောက်ရိုင်းအကုန်လုံးဘလောက်လဲဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့လေအောက်ကဟာကြတော့လေထောက်ရိုင်းဆိုတဲ့မီနစ်နဲ့ပြန်တွဲတော့မှာဖြစ်ပါတယ်ဘလောက်လဲထောက်ရိုင်းဘလောက်လဲ1ကီလိုကိုဘလောက်လဲဆိုရင်လိုလာထောက်ရိုင်း1ကီလိုကိုဘလောက်လဲလိုလာထောက်ရိုင်း1ကီလိုကိုဘလောက်လဲဟုတ်ကဲ့နော်တစ်လုံးကိုဘလောက်လဲဆိုရင်လူလာထောက်ရိုင်းတစ်လုံးကိုဘလောက်လဲလူလာထောက်ရိုင်းတစ်လုံးကိုဘလောက်လဲဟုတ်ကဲ့နော်တူဝါလာထောက်ရိုင်းဆိုရင်တကောင်ကိုဘလောက်လဲတူဝါလာထောက်ရိုင်းတကောင်ကိုဘလောက်လဲဟုတ်ကဲ့နော်တထုပ်ကိုကြတော့ထုံလာလို့ပြောတယ်နော်ထုံဆိုရင်ထုံလာထောက်ရိုင်းတထုပ်ကိုဘလောက်လဲထုံလာထောက်ရိုင်းတထုပ်ကိုဘလောက်လဲဟုတ်ကဲ့နောက်တစ်ခုကကြတော့တပူးကိုပေါ့နော်ขวดละเท่าไหร่ဆိုရင်တပူးကိုဘယ်လောက်လဲขวดဆိုရင်ဘူးပြောတာနော်ขวดละเท่าไหร่တပူးကိုဘယ်လောက်လဲဟုတ်ကဲ့နော်ဒီတစ်ခါနောက်တစ်ခုကကြတော့ကျွန်တော်တို့မိနစ်ကကြတော့ကြအောင်ယူမယ်ဆိုတဲ့ဟာနဲ့အောက်ကမိနစ်ကလေးနဲ့ပြန်တွေ့တော့မှာဖြစ်ပါတယ်နော်အနည်းဆိုရင်ဒီဟာအနည်းဆိုရင်ဒီဟာကြအောင်အနည်းဒီဟာယူမယ်ဟုတ်ကဲ့နော်ကြအောင်ကျွန်တော်ရှေ့မှာထည့်မယ်ကြအောင်အနည်းဒီဟာယူမယ်ဟုတ်ကဲ့နော်အဲ့ဒါယူမယ်ပေါ့နော်အနန်ဆိုရင်အဲ့ဒါအနန်အဲ့ဒါဟုတ်ကဲ့နော်ကြအောင်ရှေ့မှာထားမယ်ကြအောင်အနန်အဲ့ဒါယူမယ်ကြအောင်အနန်အဲ့ဒါယူမယ်ဟုတ်ကဲ့နော်ထိုင်းလို့ဟိုဒါကိုကြတော့အနွန်ဆိုရင်ဟိုဒါจะเอาอันนนโหดาชูเมจะเอาชูเมอันนนโหดาจะเอาอันนนโหดาชูเมโอเคเนาะဒီလောက်ပဲဆိုရင်ခဲနီးဆိုရင်ဒီလောက်ပဲခဲနီးဒီလောက်ပဲเนาะจะเอาแค่นี้ဆိုရင်ဒီလောက်ပဲယူမယ်จะเอาแค่นี้ဒီလောက်ပဲယူမယ်โอเคเนาะအကုန်လုံးပဲဆိုရင်หมดเลยအကုန်လုံးပဲหมดเลยအကုန်လုံးပဲจะเอาหมดเลยအကုန်လုံးပဲယူမယ်จะเอาหมดเลยအကုန်လုံးပဲယူမယ်โอเคเนาะအောက်ကဟာကြတော့ထောက်တိုင်းဘယ်လောက်လဲအဲ့ဒါကိုနောက်မှထားပြီးတော့အောက်ကမိနစ်ကလေးနဲ့တွေ့ကြည့်မယ်တစီးကိုဆိုရင်ကမ်လာတစီးကိုကမ်လာတစီးကိုဘယ်လောက်လဲပေါ့နော်ကမ်လာထောက်တိုင်းတစီးကိုဘယ်လောက်လဲกำละเท่าไหร่တစီးကိုဘယ်လောက်လဲဟုတ်ကဲ့เนาะတစ်ခုကိုဆိုရင်အန်ละတစ်ခုကိုအန်ละเท่าไหร่တစ်ခုကိုဘယ်လောက်လဲအန်ละเท่าไหร่တစ်ခုကိုဘယ်လောက်လဲဟုတ်ကဲ့เนาะတထောင်ကိုဆိုရင်လော့လာဆိုရင်တထောင်ကို
လော့လာထောက်ရိုင်းတထောင်ကိုဘယ်လောက်လဲလော့လာထောက်ရိုင်းတထောင်ကိုဘယ်လောက်လဲဟုတ်ကဲ့နော်တပုံးကိုဆိုရင်ထန်လာဆိုရင်တပုံးကိုဘယ်လောက်လဲလို့ပြောချင်တယ်ဆိုရင်ထန်လာထောက်ရိုင်းတပုံးကိုဘယ်လောက်လဲထန်လာထောက်ရိုင်းတပုံးကိုဘယ်လောက်လဲဟုတ်ကဲ့နော်ကီလိုဝက်ကိုဘယ်လောက်လဲဆိုရင်ခึ่งโลဆိုရင်ကီလိုဝက်ခึ่งโลထောက်ရိုင်းကီလိုဝက်ဘယ်လောက်လဲခึ่งโลထောက်ရိုင်းကီလိုဝက်ဘယ်လောက်လဲဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြန်လဲဝင်ပြပေးခဲ့တာတော့ဒီလောက်ပါပဲเนาะကျွန်တော်ရဲ့အခုလိုပြန်လဲဝင်ပြပေးတဲ့ထဲမှာအမားလေးတွေပါမယ်ဆိုရင်အားလုံးကိုနှိခံပေးဖို့အားလုံးတောင်းဆိုပါတယ်ဟုတ်ကဲ့เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုချမ်းနစ်တက်မယ်ဆိုရင်ကျွန်တော်တို့ထန်းစကားလေးလာနေတဲ့ညီကိုမောင်နှမများတွေ့မြင်ရအောင် follow like and share လေးနဲ့လုပ်ပြီးအားပေးကြအောင်ခင်ဗျာဟုတ်ကဲ့အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ